အားလုံးပဲမင်္ဂလာပါခဏ24ရက်12လ2025မနေ့ညတရက်တာပေါ့လေမနေ့ကတော့မနက်ကလေရတယ်ညနေမှလည်းတစ်ခွန်ရတယ်မနေ့လေးတစ်လေးရတယ်ပေါ့လေမနေ့ဒီတန်းတွေကမနေ့ဝင်သွားလို့မနေ့ညဆိုတဲ့ထည့်ရလဲညနေဝင်သွားပါတယ်ခဏလေးအဲ့လိုလေးပဲပြီးထားပါနော်မနေ့တော့ကတော့ခွန်ရှင်းနဲ့ကိုငါ့ကိုတဲကြိုက်ပါတယ်နောက်အောက်ကလေးကွက်ပေါ့လေခွန်တော့ခွန်က8385ပေါ့အဲ့ဒါတော့မနေ့တီးတန်လေးအောက်က3ခွက်နဲ့အပူ2ခွက်ကတော့ကျွန်တော်မနေ့ညတော့တွဲထိုးရမှာပါနော်ဆိုတော့ကြာရင်လောက်ထားပါအပူလေးတွေလည်းတတိထားပါအားလုံးမစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့လုံးတော်ရည်ပြည့်စုံကြပါစေဘေးဥပအန္တရာယ်ခတ်သိမ်းကင်းဝေးကြပါစေကောင်းကျိုးလိုရင်ဆန္ဒလုံးတော်ရည်ပြည့်စုံကြပါစေ